ကိုအများကြီးပြန်တိဆောက်ထားတာဖြစ်တဲ့အတွက်ကြောင့်ရောက်ခါစားဆိုလို့ရှိရင်အမဒီလိုပုံစံလေးတောင်မနေနိုင်ဘူးစုပ်ပြက်နေရပဲစုပ်ပြက်နေရပဲသူတို့ social media အကောင့်တွေတောင်းပြီးတော့ကိုနဲ့ friend ဖြစ်ရှင်လို့ခင်လို့ကြည့်ရလို့ရှိရင်သူတို့ကအမကိုပြောကြရဟာ is this you Han I can't believe it I couldn't believe it ဆိုပြီးတော့အမြဲတမ်းပြောကြတယ်ဆိုတော့ကိုအများကြီးပြန်ပြီးတိဆောက်ထားရတာအခုဆိုတော့ဒီကောင်မလေးတွေကလည်းအရင်ချောကြလှကြတယ်လေသူတို့ဒီမတွေသူတို့ဒီကောင်လေးတွေဆိုလို့ရှိရင်လည်းသူတို့က first impression ပေါ့နော် appearance နဲ့ physical look ကိုအရင်ကြည့်ရတယ်အဲ့လိုဆိုတော့ကိုအများကြီးပြန်တိဆောက်ထားရတယ်လုပ်နေတဲ့လုပ်ကလည်း modeling ကို international modeling ပြန်လုပ်နေရပြီးတော့ business နဲ့ပတ်သက်တဲ့လုပ်တစ်ခုလည်းအမဒီမှာ demand များရဲ့အလုပ်တစ်ခုကိုလည်းအမ join လာရပေါ့နော်အခုထပ်ပြီးတော့လေ့လာစရာတွေသင်ယူစရာတွေအများကြီးပဲရှိရယ် baby လေးဖြစ်နေတာပေါ့နော် baby လေးဖြစ်နေတာ baby လေးဆိုပြီးစမ်းတက်ချင်ရတဲ့ကောင်လေးတွေကောင်လေးတွေကောင်ကြီးတွေအသက်အရွယ်ပေါင်းစုံ site မျိုးစုံပုံစံမျိုးစုံတွေအများကြီးကြုံရတွေ့ရပါတယ်ဒါပေမဲ့ကိုကတော့ဘယ်သူမှစိတ်ဝင်စားပါဘူးရှင်ကိုအကောင်းဆုံးပြန်တည်ဆောက်နေရဖြစ်တဲ့အတွက်ကြောင့်ဘယ်သူမှစိတ်ဝင်စားပါဘူးဘယ်ရောက်လဲအဲ့လိုပဲအမြင်နဲ့ agency ပဲရောက် metro ပဲ cc ပဲရောက်လဲသူတို့ကဒီ Asia ဘက်ကလူတွေဖြစ်တဲ့အတွက်ကြောင့်ကြည့်ကြရတယ်ကွာပုံစံမတူတဲ့အတွက်ကြောင့်ကြည့်ကြရတယ်ဒီမှာ public holiday ရောက်လာပြီsummer time ပေါ့ summer time ဆိုခရီးသွားကြတယ်ကိုရီးယားတော့မသွားနိုင်ပါဘူးခရီးသွားကြတယ်ကိုကတော့ဒီ summer holiday ကိုစာလုပ်ကမယ်အလုပ်အသစ်တွေလေ့လာစရာတွေအများကြီးရှိရယ်ဘာသာစကားတစ်ခုထပ်ပြီးလေ့လာမယ်ကျမရဲ့ mission ပဲဖြစ်ပါတယ်ရှင် hello ကျောင်းရော model agency ရောအခုအလုပ်ထဲကChinese မလေးရော Central Asia ဘက်ကပေါ့နော်ကောင်မလေးတွေရော Ukraine သူတို့ Russia သူတို့တူရကီသူတို့အကုန်လုံးကကျွန်တော်32နှစ်ပါဆိုတာမယုံကြဘူးအမ32နှစ်ပါလို့ပြောတာမယုံကြဘူးအမ32နှစ်လို့ပြောတာ23နှစ်24နှစ်ပဲထင်နေတယ်ကျောင်းမှလည်းလို့ပဲကျောင်းကပါကစ္စတန်နေအခြားနိုင်ငံကောင်လေးတွေဆိုဟန်နဲ့နင်တို့ Asia လူတွေကအရန်နှုတာပဲပေါ့နော်သူတို့တွေဆိုလို့ရှိရင်ကွာ30ကျော်35နဲ့သပင်းတွေဖြူနေပြီသိလားသပင်းတွေဖြူနေပြီအမတို့ Asia ဘက်ကလူတွေကအရန်နှုကြတယ်